အောင်ပြောတော့လဲယုံမိကြတာပဲသူများပြောတိုင်းယုံတယ်ဆိုတဲ့နေရာမှာလောဘကြီးတဲ့သူများပြောတိုင်းယုံတတ်တယ်မောဟများတဲ့သူများပြောတိုင်းယုံတတ်တယ်ဒေါသကြီးတဲ့သူကလည်းဒေါသကြီးနေတဲ့အတွက်ကြောင့်အမှားအမှန်မမြင်နိုင်ပဲသူများပြောတိုင်းယုံတတ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားကလောဘဒေါသမောဟကင်းအောင်ကြိုးစားလို့ဟောတော်မူတာအလိုလောဘနည်းအောင်ကြိုးစားတယ်ဆိုတဲ့နေရာမှာတရားအထုတ်တယ်လို့ဆိုတာကကိုပြန်ကြည့်တာကိုလောဘဘယ်လောက်ကြီးသလဲကိုအတ္တဘယ်လောက်ကြီးသလဲကိုမာနဘယ်လောက်ကြီးသလဲပြန်မြင်အောင်ကြည့်တာပြန်မြင်တဲ့အခါမြတ်စွာဘုရားကအဲ့ဒီအကုသိုလ်တွေကိုလက်ခံမထားရဘူးတဲ့ရှင်းထုတ်ပြရတယ်ပယ်ထုတ်ပြရတယ်နောက်တစ်ချိန်ပြန်ဖြစ်မလာအောင်ကြိုးစားရတယ်အဲ့ဒါအကုသိုလ်ပယ်နေပဲအရှင်းဆုံးသောအကုသိုလ်ပယ်နေပဲဒီလောဘရှိလာရင်လောဘသည်လောဘောအဋ္ဌနာဇာနာတိမိမိအကျိုးသူတစ်ပါးအကျိုးမသိတော့ဘူးဒေါသကြီးလာပြီဆိုရင်လည်းဒေါသသည်လည်းဒေါသောအဋ္ဌနာဇာနာတိမိမိအကျိုးသူတစ်ပါးအကျိုးမသိတော့ဘူးတဲ့မောဟကပိုဆိုးတာပေါ့မောဟကအကုသိုလ်အလုံးရဲ့ခေါင်းချုပ်ပဲမသိဘူးဆိုမှတော့ဘာမှမသိတော့ကိုဆင်းရဲတွင်နဲ့ပို့အောင်လုပ်နေတဲ့အလုပ်တွေလားကိုချမ်းသာစေမဲ့အလုပ်လားခွဲခြားမမြင်တော့အဲ့ဒီတော့အဓိကကဘာသွားဖြစ်လဲဆိုတော့လောဘတွေအတ္တတွေမာနတွေကြီးလာတဲ့အခါပြောတိုင်းယုံတတ်တယ်ဉာဏ်ရှင်တဲ့သူတွေကပြောတိုင်းမယုံဘူးအဲ့ပြောတိုင်းယုံမိအောင်ပရိယေတွေမာယာတွေနဲ့ကြိုးစားကြတဲ့သူတွေကလည်းအများသားဒီလောဘသားတွေဟာသူတို့ရဲ့သားကောင်တွေပဲဒေါသသားကောင်တွေဟာလည်းဒီလိုကိုယ့်အပေါ်မှာအကျိုးအမြတ်ထုတ်မဲ့သူတွေရဲ့သားကောင်တွေပဲမောဟကြီးလွန်တဲ့သူမာနကြီးလွန်တဲ့သူတွေအယံသွေးခွဲလို့ကောင်းတယ်အယံဂုံတိုက်လို့ကောင်းတယ်အဲ့တော့လောဘဒေါသမောဟပယ်အောင်မလုံးနိုင်တဲ့သူတွေဟာသူတစ်ပါးနှိပ်စက်တာကိုခံရတယ်အဲ့တော့လက်တွေ့ဘုန်းကြီးတို့အတွေ့အကြုံအရာဆိုဆရာတော်ကြီးတစ်ပါးဘုန်းကြီးတို့ရဲ့အတိမိတ်ဆွေဆရာတော်ကြီးတစ်ပါးသူ့ကျောင်းလေးနဲ့သူ့အပိုင်လေးနဲ့သူရန်ကုန်မှာပဲသူ့စီမှာနှစ်ပေါင်းများစွာ10နှစ်ကျော်အောင်သားသမီးလိုဝင်ကြည်ထွက်ကြည်နေပြီးတော့လိုရာလေးတွေပံ့ပိုးပြီးကျောင်းမှာလည်းတဲကြသူတို့စီးပွားရေးအတွက်ကျောင်းကိုတဲအိမ်ခိုးအိမ်လိုလုပ်ပြီးတော့ဆရာတော်ကြီးကိုမိဘအရင်လိုပဲပြုစုနေတော့ဆရာတော်ကြီးကလည်းကိုသားတွေကိုသမီးတွေလိုပဲလို့ယုံခဲ့တာနှစ်နည်းနည်းလေးမဟုတ်ဘူးနော်နှစ်10နှစ်ကျော်တယ်သားသမီးအရင်လို့အယုံသွင်းပြီးတော့တနေ့လည်းကြာရောဘုံကိုဒီတက်ကောင်းတဲ့ကျောင်းဆောက်ပေးမယ်အခုဒီကျောင်းကိုရောင်းပလိုက်ပါသူတို့ဆောက်ပေးမယ်ဆိုတော့10နှစ်ကျော်သားသမီးတန်ရောစင်လို့ဖြစ်နေတော့ဘုန်းကြီးကယုံတာပေါ့ယုံတဲ့အခါကျတော့မင်းတို့သဘောပဲလို့ဒီလိုမျိုးပေးလိုက်တာကျောင်းလဲရောင်းထွက်သွားရောငွေတုပ်ပိုက်ပြီးတော့ပျောက်သွားကြတာဆရာတော်ကြီးကကျောင်းပေါ်မှာနေရင်းနဲ့ကျောင်းလက်မဲ့ဖြစ်သွားတာသားသမီးတွေလိုပဲဆိုပြီးတော့ယုံလိုက်တာအဲ့ဆရာတော်ကြီးအဲ့ဒီစိတ်နဲ့ပြန်တော်မူသွားတယ်လူတွေဟာအဲ့ဒီလိုကြောက်စရာကောင်းပါတယ်10နှစ်ကျော်ပေါင်းနေရင်တောင်မှရန်သူလို့မသိရပါဘူးရန်သူမှာချိုးမပါဘူးအပြောချိုးတယ်အကျိုးစီးပွားတွေနဲ့ဖြားယောင်းတတ်တယ်မလုံးတွေပေးတတ်တယ်မျိုးစုံသောပရိယေတွေသုံးတတ်တယ်ချိုးသားတဲ့စကားတွေပြောတတ်တယ်သတိထားဖို့ပြောတာအလိုနဲတဲ့သူဒေါသနဲတဲ့သူမေတ္တာထားနိုင်တဲ့သူဉာဏ်ရှင်တဲ့သူမောဟမရှိလို့ပေါ့မောဟမရှိလို့ဉာဏ်ရှင်တဲ့သူတွေအလိုလောဘမကြီးတော့ဘူးသူတစ်ပါးလိန်လို့မရတော့သူ
သူတစ်ပါးဒုက္ခပေးလို့မရတော့ဒါကြောင့်မြတ်စွာဘုရားကနိဗ္ဗာန်ရောက်ဖို့လောဘဒေါသမောဟကင်းအောင်လုပ်တယ်လို့အဲ့ဒီလောဘဒေါသမောဟကင်းအောင်လုပ်သွားတဲ့သူတွေဟာအကြောက်အလန့်လည်းမရှိတော့ဘူးလိုချင်လောဘမရှိတဲ့အတွက်ကြောင့်ကာမဂုဏ်နှိပ်စက်မှုလည်းမခံရတော့ဘူးယံတွေကနေဝေးတယ်ဘေးရန်တဲ့ကင်းတယ်တဲ့ဒါကြောင့်အလုံးသောတရားနာပရိသတ်တို့သည်လည်းတတိတရားစင်ကြဉာဏ်တရားလက်သုံးကြပြီးတော့တရားကိုကျင့်ကြံရင်လောဘနည်းသောဒေါသနည်းသောမောဟနည်းသောဘဝတွေနဲ့ဉာဏ်အမြဲရှင်ပြီးဘေးကင်းတဲ့ဘဝတွေပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်စကားပြောတိုင်းအယုံမလွယ်ကြပါနဲ့လူတွေကဘဝရှိတာဆိုတော့ကိုယ့်ဘဝအတွက်ကိုတွေးထားတာတွေအများကြီးပဲဖြစ်ချင်တာတွေလည်းအများကြီးရှိနေကြမှာပဲဒါပေမဲ့အဲ့ဒီဖြစ်ချင်တာတွေကိုလုပ်လို့မရတဲ့အခါတွေကြာရင်ဘယ်လိုနှလုံးသွင်းမလဲဘယ်လိုနေကြမလဲမဖြစ်လို့မရဘူးဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ဖြစ်မလာတော့စိတ်ဒုက္ခရောက်တာကိုယ်တိုင်ပဲဖြစ်လာတဲ့အနေအထားကိုလက်ခံနိုင်စွမ်းဆိုတဲ့အရေးချင်းတစ်ခုရှိဖို့လိုတယ်လူတိုင်းကတော့ဖြစ်ချင်ကြတာပဲလူတိုင်းကတိုက်ကြီးတွေပိုင်ခြင်းတယ်ငွေတွေအများကြီးသုံးနိုင်ခြင်းတယ်သူများတွေလိုပဲသွားခြင်းတဲ့နေရာကိုသွားခြင်းတယ်လူတွေရဲ့အပေါ်ကနေပြီးတော့အပေါ်စီးကြည့်ပြီးတော့နေခြင်းတယ်ဒါပေမဲ့ကိုယ့်လက်ရှိအနေအထားကဖြစ်နိုင်စွမ်းဖြစ်တဲ့အရာဆိုတာတွေရှိတယ်ဖြစ်ခြင်းစိတ်ဓာတ်များလာတဲ့အခါမှာကိုယ့်လက်ရှိအနေအထားနဲ့ကွာဟနေလို့ရှိရင်လည်းစိတ်ပင်ပန်းတာတတ်ပဲလက်ရှိအနေအထားကိုလက်ခံနိုင်စွမ်းဆိုတဲ့အရေးချင်းဟာစိတ်သက်သာခွင့်ရစေတဲ့အကြောင်းပဲနောက်ကိုယ်နဲ့ပတ်သက်တဲ့ကိုယ်နဲ့ပေါင်းသင်းတဲ့လူအမျိုးမျိုးပေါ့သားသမီးရစပြီးတော့မိဘအပါအဝင်အပေါင်းအသင်းတွေအားလုံးကိုယ်တိုင်တောင်မှကိုတာဝန်ယူရတာကခက်ခဲလာပြီတခြားသူတွေကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်လို့ဖြစ်ချင်စိတ်တွေတအားများတာလူတစ်ယောက်နဲ့တစ်ယောက်နဲ့ကံတွေလည်းမတူကြဘူးဇယိုက်လည်းမတူအမြင်လည်းမတူကြဘူးတမိသားစုတွေကပေါက်ဖွာလာတဲ့မောင်နှမသားချင်းအချင်းချင်းတောင်တစ်ယောက်နဲ့တစ်ယောက်နဲ့ရည်ရွယ်ချက်မတူဘူးခံယူချက်လည်းမတူဘူးအမြင်လည်းမတူဘူးသားသမီးမိဘကပေါက်ဖွာလာတဲ့တူတုံစင်းမောင်နှမအရင်တောင်မှကိုမိဘပေါ်မှာတိတတ်တဲ့သူကတိတတ်တယ်မတိတတ်တဲ့သူကမတိတတ်ဘူးအဲ့ဒါကိုတိတတ်စေခြင်းလို့ငယ်တဲ့ကနေပြီးတော့တွန်တင်တယ်ဆုံးမတယ်ပြုပြင်တယ်ဘလောက်ပြုပြင်ဇယိုက်ပါလာတဲ့သူကတနေ့ကျသူ့ကိုယ်ကျိုးပဲရွေးသွားတာပဲမိဘတွေကဘလောက်ပင်ပန်းဆင်းရဲပြီးတော့ပဲပြိုးထောင်ပေးလိုက်သူသွားကျင်တဲ့နေရာကိုရောက်သွားတဲ့အခါလှဲ့ထောင်မကြည့်တော့တာတွေအများကြီးပဲရှိတယ်မိဘဒုက္ခရောက်နေတာကိုတစ်ချက်ကလေးမှလှဲ့မကြည့်တော့သူ့ဘဝအတွက်ပဲသူစဉ်းစားသွားတာအဲ့ဒါဒီဘက်ခေတ်မှာအများကြီးတွေ့နေရတာအဲ့တော့ကိုကဖြစ်ချင်တာကိုတနေ့ကြလို့ရှိရင်ကိုသားသမီးတွေကကိုပြန်ပြီးတော့လှုပ်ကြွေးမှာပဲကိုကလည်းဒီတက်ပို့ပြီးတော့အဆင်ပြေရမှာပဲအဲ့ဒီလိုမျိုးတရားလက်လွတ်အမျောလင့်နေအဲ့ဖြစ်ခြင်းစိတ်တွေများပြီးတော့ဖြစ်မလာတဲ့အခါကျရင်စိတ်ဆင်းရဲတာကိုပဲလောကအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတာကိုကမွေးတဲ့ကိုသားသမီးတွေကိုဖောက်ပြန်နေတာကိုနဲ့အတူနေတဲ့ကိုတငယ်ချင်းမိတ်ဆွေတွေကိုဖောက်ပြန်နေတာထာဝရယုံကြည်ထားလို့ရတယ်ဆိုတဲ့အရာဘယ်ဟာမှမရှိဘူးပြောတိုင်းလည်းယုံလို့မရသလိုမြင်တိုင်းလည်းယုံလို့မရတဲ့ခေတ်ကြီးအဲ့ဒီလောက်အပြောင်းလဲတွေများအလိမ်အညာတွေများကောက်ကျစ်မှုတွေများနေတဲ့လောကကြီးထဲမှာဖြစ်ချင်စိတ်တွေတိတ်မများနဲ့အနေကြစ်လက်နဲ့ကိုယ့်ရဲ့ဖြစ်ချင်မှုကို focus သေးပဲထားအာယုံစိုက်မှုနယ်ပယ်ကိုကျင့်လေးပဲထားအဲ့ဒီကနေမှတပြေးပြေးစ조사သွားကိုဘာဖြစ်ချင်ဆုံးလဲကိုဘာအလုံးနိုင်ဆုံးလဲဆိုတဲ့အရာကိုအဲ့လိုရွေးပြီးတော့စဉ်းစားလိုက်ရင်အာယုံစိုက်တဲ့နယ်ပယ်ကျင့်သွားမယ်အဲ့အာယုံစိုက်တဲ့နယ်ပယ်ထဲမှာရှိတဲ့အရာတွေကိုပြီးစီးအောင်လုပ်အောင်မြင်အောင်လုပ်အကောင်းဆုံးလုပ်အဲ့ဒီကနေမှနောက်တစ်ဆင့်တက်လို့ရတယ်ကိုယ်နဲ့ပတ်သက်တဲ့သူတွေကိုတအားကောင်းစေချင်တာသစ္စာရှိစေချင်တာတို့အောင်မြင်အောင်ကြိုးစားသွားစေချင်တာတို့
ဖြစ်တဲ့အခါမှာအလုံးကြုံဘူးကြပါလိမ့်မယ်ကိုသားသမီးအရင်အောင်ဆုံးမတိုင်းနားထောင်တာမဟုတ်မိဘဖြစ်စေခြင်းလို့တွန်းပေးပေမဲ့မကြိုးစားဘူးတွန်းအားရှိပေမဲ့သူကိုယ်တိုင်ကမကြိုးစားတဲ့သူတွေရှိသလိုကိုကကောင်းပေးပေမဲ့သူကမကောင်းတဲ့သူတွေလည်းရှိတဲ့အခါလွတ်ချလိုက်ရတယ်အဲ့လိုကိုဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အရာတွေကိုဖတ်တွယ်ထားပြီးတော့မဖြစ်မချင်းရအောင်ကြိုးစားမယ်ဆိုတာတချို့ကကြိုးစားလို့ရတယ်တချို့ကကြိုးစားလို့မရဘူးဆိုတာလက်ခံရမယ်ကြိုးစားလို့မရတဲ့ဟာတွေကိုဖတ်တွယ်ထားရင်းနဲ့ရအောင်ပြင်မယ်ရအောင်လုပ်မယ်နဲ့ဖတ်တွယ်ထားရင်းနဲ့ဖြစ်ချင်စိတ်တအားများနေတဲ့သူများသူ့ရဲ့ဖြစ်ချင်စိတ်ကိုမချိုးနိုင်တဲ့သူများစိတ်ဒသတွေဖြစ်ပြီးတော့တောကတွေများပြီးတော့အပူတွေကြီးသွားကြတာပဲအဲ့တော့ကိုဖန်တီးတဲ့ပုံစံအတိုင်းဖြစ်တဲ့အရာတွေကိုလက်ခံထားမယ်မဖြစ်တဲ့အရာတွေကိုလှုပ်ချလိုက်ကိုဆုံးမတဲ့အတိုင်းမသွားဘူးဆိုသူသွားကျင်တဲ့အတိုင်းလှုပ်ပေးလိုက်ကိုအနားမှာမနေခြင်းဘူးမနေခြင်းတဲ့သူကိုမနေခြင်းတဲ့အတိုင်းသွားခွင့်ပေးလိုက်စုပ်ကင်ထားတော့မှအမှကိုတောင်းဝင်ဖြစ်တာကိုကိုပြန်ပြီးတော့အပြစ်တွေပြန်တင်တာသူသွားကျင်တိုင်းမသွားရလို့သူလှုပ်ချင်တာမလုပ်ရလို့ဆိုကိုကတရားခံကြီးဖြစ်သွားပြီအဲ့တော့သွားကျင်သလားသွားကျင်လှုပ်ပေးလိုက်ကိုပြောတဲ့အတိုင်းမလုပ်ဘူးလားမလုပ်ရင်သူလှုပ်ချင်တဲ့အတိုင်းဒါလှုပ်ခွင့်ပေးလိုက်လွတ်ချလိုက်စဉ်းလဲစဉ်းစားမနေနဲ့တော့ကိုပတ်ဝန်းကျင်မှာလည်းမရှိစေနဲ့တော့အဲ့ဒါမြတ်စွာဘုရားဟောနည်းအရာဆိုရှင်းထုတ်တာတန်ရောစဉ်ဖြတ်ပစ်တာအဲ့ဖြစ်ခြင်းစိတ်တအားများတဲ့အခါကျတော့တန်ရောစဉ်လည်းမဖြတ်နိုင်ဘူးဟိုကလည်းလက်မလွတ်ဒီကလည်းလက်မလွတ်တစ်သက်လုံးအပူတွေပိုက်ပြီးတော့သင်ရင်တော့မှမကျွတ်မလွတ်ဖြစ်ကြတာအဲ့ဘဝမျိုးအဖြစ်မခံတဲ့အာယုံနယ်ပယ်နိုင်တဲ့နယ်ပယ်လေးသေးသေးလေးပဲအာယုံဆိုင်ဒါငါလုံနိုင်တဲ့အရာအဓိကဘာကိုလုံနိုင်လဲတော့ကိုအရေးချင်းမြင့်တင်နေတာဟာကိုလုံနိုင်တဲ့အရာကိုကောင်းမွန်အောင်နေခြင်းဟာကိုအလုံနိုင်ဆုံးအရာကိုစိတ်ထိခိုက်အောင်မလုပ်ခြင်းဟာကိုအလုံနိုင်ဆုံးအရာအဲ့တော့ကိုစိတ်မထိခိုက်ခြင်းရင်ဒုက္ခမရောက်ခြင်းရင်ကိုဘေးနားမှာမကောင်းတဲ့အရာတွေအမောင်ဓာတ်တွေရှင်းထုတ်ပြနိုင်ရမယ်ပုံဖော်လို့မရဘူးဆိုရင်မရတဲ့အရာတွေထားခဲ့ကိုဘဝမှာကိုရှောက်မဲ့လမ်းမှာတသားတည်းပါလာမဲ့အရာတွေကိုသာဆွဲခေါ်သွားမပါလာမဲ့အရာတွေထားခဲ့ရေစက်ဘာလို့ဆောင်ကြပြီမဲ့ရေစက်ကုံရင်ခွဲကြရမှာပဲခွဲရတဲ့အခါမှာဝမ်းနဲ့မနေနဲ့ကိုဘဝအတွက်ခလုတ်ကသင်းဖြစ်လာပြီဆိုလို့ရှိရင်ခွာချထားခဲ့ဘာကြောင့်လဲဆိုပုံသွင်းလို့မရတာအနတ္တသဘောပဲအဲ့အနတ္တသဘောကိုအတ္တဖြစ်ချင်တယ်လို့ရှိရင်မိုင်မဲယုံကလွဲလို့တခြားဘာမှမရှိဘူးအဲ့လိုမျိုးအတ္တကြီးတဲ့သူတွေမရဘူးဖြစ်ရမယ်ဆိုတဲ့သူတွေစိတ်ဖိစီးမှုပိုများတယ်နောက်စိတ်ဒဏ်ရာတွေပိုများတယ်လွတ်ချလိုက်နိုင်တဲ့အခါကြလို့ရှင်အာယုံချင်းလေးပဲစိုက်လိုက်တဲ့အခါကြလို့ရှင်အလုံးသင့်ဆုံးအရာတွေကိုရွေးလုပ်သွားတဲ့အတွက်ကြောင့်ခံစားရတတ်တာတယ်ဘဝမှာဒဏ်ရာနဲတယ်အဲ့ဒါကြောင့်ဒဏ်ရာနဲတဲ့ဘဝနဲ့နေနိုင်အောင်ကြိုးစားကြအပူတွေသိမကြီးကြနဲ့ဖြစ်ခြင်းစိတ်တအားမများနဲ့ဖြစ်ခြင်းစိတ်များတယ်ဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်ဖြစ်နိုင်တဲ့အရာတွေကိုဖြစ်ခြင်းစိတ်နဲ့ကြိုးစားတာရဲ့လုံးဝပြောင်းလဲလို့မရတဲ့အရာတွေကိုဖြစ်ခြင်းစိတ်နဲ့ကြိုးစားနေတဲ့သူရဲ့လို့နှစ်မျိုးရှိတဲ့နေရာမှာဒုတိယအမျိုးအစားမဖြစ်စေနဲ့ပထမအမျိုးအစားပဲဖြစ်စေဘာလုံနိုင်တာလဲဘာကဖြစ်တင်တာလဲဘယ်ဟာလက်တွေ့ကြအဲ့ဒါဆိုရင်တော့ဖြစ်အောင်လုပ်မယ်ဒါကစန္ဒာဓိပတိတစ်မျိုးဟိုဘက်ကမဖြစ်နိုင်သောပြောင်းလဲဖောက်ပြန်တဲ့အရာတွေကိုအနတ္တသဘောကိုလက်မခံဘဲနဲ့အတ္တဖြစ်အောင်ဖန်တီးနေတာကတော့မိုင်မဲတာတတ်ပဲဒါကြောင့်ပညာစင်ကြဉာဏ်သုံးပြီးတော့အပူကင်းအောင်နေနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်တေချာတာနဲ့ဘဝစတဲ့သူတွေဟာအမှားနဲ့တယ်ဒုက္ခနဲ့တယ်ကိုပြန်ပြီးတော့စင်ကြင်တက်ရတယ်သူများတွေဖြစ်တိုင်းကိုလည်းဖြစ်ချင်တယ်လို့ဖြစ်တဲ့နေရာမှာဖြစ်ချင်စိတ်ရှိလို့ရတယ်ဒါပေမဲ့ကိုယ်ဘယ်နေရာမှာကျွမ်းကျင်တာလဲကိုယ်ဘယ်နေရာမှာအားနေတာလဲဒါကိုတော့နားလည်ဖို့လိုတယ်လူတစ်ယောက်နဲ့တစ်ယောက်နဲ့မတူဘူးဉာဏ်ရည်လည်းမတူဘူးနောက်ခံအတိုင်းဝိုင်းလည်းမတူဘူးဒါကိုနားလည်ရမယ်ကိုယ်ဘာလဲဆိုတာကိုသိရင်ဆက်လျှောက်လို့ရတယ်ကိုယ်ဘာကျွမ်းကျင်တယ်လဲကိုယ်ဘာကိုစိတ်အဝင်စားဆုံးလဲဘယ်ပညာရက်ကိုသင်လို့ရှိရင်ကိုယ်ကအတက်အလွယ်ဆုံးလဲဒါကိုတော့သိမှလို့မယ်ဘဝတစ်ခုထူထောင်တယ်ဆိုတဲ့နေရာမှာအသိပညာအတတ်ပညာတစ်ခုခုပြန်ပြီးတော့အသက်မွေးဝမ်းကြောင်းလုပ်လို့ရသည့်အထိကျွမ်းကျင်အောင်သင်ဖို့တော့လိုတယ်အခုလက်ရှိဖြစ်နေတာတွေကဒုက္ခတွေများတဲ့အတွက်ကြောင့်ဘဝတစ်ခုကိုစခြင်းပြီး
ငွေရတဲ့အလုပ်ကိုလုပ်ချင်ပြီးဒါပေမဲ့အသိပညာအတတ်ပညာဘာရှိတယ်လဲလို့မေးရင်ဘာမှမရှိဒါသိသလားဆိုလည်းမသိဘူးဒါတတ်သလားဆိုလို့ရှင်လည်းမတတ်ဘူးသူတို့မြင်းတဲ့နေရာကိုတော့ရောက်ချင်တယ်ထိုက်တန်တဲ့ပေးဆက်မှုတော့မပေးဆက်ချင်ကြဘူးအဲ့ဒါတွေကဘုန်းကြီးနဲ့ပတ်သက်တဲ့တပည့်အရင်တွေမှာလည်းဒီအတိုင်းပဲလူငယ်တွေအတွက်ဆိုလို့ရှင်ဘာသာစကားတွေအဓိကအရေးအကြီးဆုံးလိုအပ်တယ်နောက်ဒီဘက်ကဆိုကွန်ပျူတာတို့ဘာတို့အခြေခံအရေးပေါ်လိုအပ်တယ်ဒါတွေသင်ပေးမယ်စိတ်ဝင်စားဘူးမသင်ဘူးသူတို့မှအနာဂတ်မရှိတော့သူတို့ဒီသူများခိုင်းဘက်ဘဝနဲ့ပဲအဆုံးသတ်လိမ့်မယ်အသိပညာလည်းပါမသွားဘူးအတတ်ပညာလည်းပါမသွားဘူးအဲ့တော့ဘဝအရှိမအရန်ကျမ်းတယ်အရန်ကြမ်းတမ်းတာကိုစိတ်ကူးရင်ပြီးတော့ရှောက်ကြည့်ဖို့ကြိုးစားကြတာအပြင်လောကအဲ့ဒီလောက်တိမ်မွေ့မနေဘူးကိုမိဘကိုဆရာသမားကသားရည်သမီးရည်ခေါ်ပေမဲ့လို့အပြင်လောကကသားတို့သမီးတို့ခေါ်မဲ့သူမရှိဘူးနည်းနည်းလေးမှားတာနဲ့ဩငါသားလေးပဲငါသမီးလေးပဲဆိုပြီးတော့မိဘတို့ဆရာသမားတို့ကခွင့်လို့ပေးပေမဲ့အပြင်လောကကခွင့်လို့မပေးဘူးအသုံးတဲ့နေသေးရင်သုံးမယ်အသုံးမတဲ့ရင်ကန်ထုတ်လိုက်မှာပဲဒါကြောင့်ကိုယ့်ဘဝကိုစမယ်ဆိုရင်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်လုံလောက်တဲ့အသိပညာရှိဖို့လိုတယ်လုံလောက်တဲ့အတတ်ပညာရှိဖို့လိုတယ်ကိုယ့်အသိပညာကိုယ့်အတတ်ပညာနဲ့ပဲဘဝထူထောင်အောင်ကြိုးစားတာအကောင်းဆုံးပဲသူတစ်ပါးစီမှာအလုသမားဘဝနဲ့ပဲနေနေတဲ့သူတွေကအဲ့တသက်လုံးအလုသမားဘဝနဲ့ပဲတက်မလာတော့အဲ့အသိပညာအတတ်ပညာနဲ့ကိုယ်တိုင်လုပ်ငန်းတစ်ခုထူထောင်နိုင်တဲ့အထိကြိုးစားမယ်ဆိုတဲ့သူမျိုးမှသူ့အတွက်ခိုင်မာတဲ့ဘဝကိုထူထောင်လို့ရတာမဟုတ်ရင်တော့တသက်တာကာလပတ်လုံးကိုယ့်အချိန်ကိုမပိုင်အိတ်ချိန်လည်းမပိုင်ခရီးသွားခြင်းလို့လည်းမသွားနိုင်ပြောခြင်းလို့လည်းမပြောနိုင်အဲ့ဒီလိုဘဝကိုရောက်သွားတာဒီကြားထဲမှာအသက်ကလွန်လာလို့ရှိရင်အလောက်ကမပေးကြတော့ဘူးအဲ့တော့ကိုယ်ပိုင်အသိပညာကိုယ်ပိုင်အတတ်ပညာရုပ်စွာဆုံးလမ်းပြမှာကွန်းရစားတာကအစကွန်းရတတ်တယ်အဲဆေးတွေစက်တတ်တယ်စသည်ဖြင့်ပေါ့ဆက်ချုပ်တတ်တယ်နောက်တခြားသောအတတ်ပညာအကုန်လုံးပေါ့လုပ်တတ်တယ်စပင်ညက်တတ်တယ်ကွန်ပျူတာကျွမ်းကျင်တယ်ဘာသာစကားကျွမ်းကျင်ပြီးတော့ပြန်လဲသင်ကြားပို့ချပေးနိုင်သည့်အထိကျွမ်းတယ်တတ်တယ်အဲ့လိုလူမျိုးတွေကိုယ်တိုင်ယက်တည်နိုင်ကြတယ်အဲ့ဒါဘဝထူထောင်တယ်ဆိုတာကိုယ်ဘာကျွမ်းကျင်တယ်လဲကိုယ်မှာဘာရှိတယ်လဲဆိုတာနဲ့ထူထောင်တာအကောင်းဆုံးပဲဒါကြောင့်မလို့ငယ်စဉ်ကာလမှာတတိလက်လွတ်မနေနဲ့အနာဂတ်ဘဝမှာဘယ်တက်နဲ့လှော်ရမှမသိဘူးလိုအပ်တဲ့အသိပညာအတတ်ပညာကိုဉာဏ်ကောင်းတုံးမိဘကပံ့ပိုးမှုရှိတုံးအဲ့အသိပညာအတတ်ပညာတွေအကုန်လုံးကိုရအောင်သင်ရတယ်ဒီအရာနဲ့အသုံးချလို့ရတဲ့နေရာမှာအဲ့ဒီနေရာအရာကိုအသုံးချရမယ်ဟိုအရာနဲ့အသုံးချလို့နေရာဆိုဟိုအရာကိုအသုံးချရမယ်အဲ့တော့ကိုယ်မှာအသုံးချစရာအတတ်ပညာတွေများများသိနေဖို့လိုအပ်တယ်ငယ်စဉ်ကာလမှာပညာရှာတယ်ဆိုတာဒါကိုပြောတာအဲ့တော့လိုအပ်တဲ့ပညာလည်းမသိဘူးလိုချင်တာကြတော့လေလိုချင်နေတယ်ရောက်မသွားဘူးမရောက်နိုင်တော့ဘဝတုံးသွားအနာဂတ်ကပိတ်သွားရောအပြင်တွေဘာတွေထွက်တယ်နိုင်ငံသားတွေဘာတွေထွက်တယ်အလုပ်တွေလုပ်တယ်တတန်းကာလတစ်ခုအထိပဲပြန်လဲပြန်လာရောအသိပညာအတတ်ပညာဆိုတာမျိုးကမပါတော့လုပ်ငန်းစလို့မရအဲ့တော့ကိုယ့်ဘာသာကိုလုပ်ငန်းထူထောင်လို့ရတဲ့အထိကျွမ်းကျင်တဲ့အသိပညာအတတ်ပညာတတ်ဖို့လိုတယ်ဒါဟာဘဝကိုအကျိုးရှိစွာအသုံးချသောနည်းပဲကိုယ့်ဘဝကိုနားလည်ခြင်းကိုယ့်ဘဝကိုသိတတ်ခြင်းဆိုတဲ့ဉာဏ်ရှင်တယ်ဆိုတဲ့ဘဝကိုပြောတာတတိကောင်းတယ်ဆိုတဲ့ဘဝတွေကိုပြောတာဒါကြောင့်မြတ်စွာဘုရားဒီတတိနဲ့ဒီပညာကိုအမြဲတမ်းသုံးဖို့ဟောတော်မူတာလောကီမှာလည်းအကျိုးရှိတယ်လောကုတ္တရာမှာလည်းအကျိုးရှိတယ်ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်ဒီတတိရဲ့ဒီစင်ကျင်တုံတရားဒီနှိုင်းဆနိုင်သောချင့်ချိန်နိုင်သောဉာဏ်တရားအဲ့ဒါကိုရအောင်ကြိုးစားရတယ်အချုပ်ကတော့ဘဝတစ်ခုစမယ်ဆိုရင်ကိုနားလဲအောင်ကြိုးစားကိုဘာရှိတယ်လဲကိုဘာတတ်တယ်လဲဆိုတာကနေစပါမတတ်တဲ့ရင်တတ်အောင်လုပ်ပါမရှိတဲ့ရင်ရှိအောင်လုပ်ပါအဲ့ဒီလိုနဲ့
ကိုပိုင်ဘဝတွေထူထောင်နိုင်တဲ့အထိကြိုးစားပါအဲ့ဒီတော့မှလွတ်လပ်တဲ့ဘဝကိုပိုင်မယ်ကိုအိတ်ချိန်ကိုပိုင်မယ်ကိုပျော်ရွှင်ချိန်ကိုပိုင်မယ်ကိုရဲ့သွားလာချိန်တွေကိုပိုင်မယ်ကိုအချိန်ကိုပိုင်ပြီးတော့လွတ်လပ်တဲ့ဘဝတွေပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်လူတိုင်းမှာသူတို့အတွက်ထမင်းကျွေးတဲ့အလုပ်ဆိုတာရှိတယ်အဲ့ဒီအလုပ်ကသူ့ကိုတကယ်ထမင်းကျွေးနေတယ်ဒါဆိုရင်တန်ဖိုးထားရမယ်အလုပ်ကပင်ပန်းတော့ပင်ပန်းလိမ့်မယ်ဒါပေမဲ့ထိုက်တန်တယ်ဆိုရင်အဲ့ဒီအလုပ်ကိုတန်ဖိုးထားရမယ်ပင်ပန်းလို့ညည်းနေတော့တခြားအလုပ်ကရောမပင်ပန်းလို့လားအလုပ်မှန်သမျှမပင်ပန်းဘူးဆိုတာမရှိဘူးခန္ဓာကိုယ်ပင်ပန်းရင်ပင်ပန်းမပင်ပန်းရင်စိတ်ပင်ပန်းတာအကြည့်ပဲဒါတော့ထမင်းတစ်လုပ်စားရတယ်ဆိုတော့လွယ်မှမလွယ်တာလက်တလုံးကိုထမင်းကျွေးနေတဲ့အလုပ်တွေဆိုတချို့ဆိုရင်အလုပ်ရဖို့တောင်မလွယ်တာအဲ့လိုအနေထားမျိုးမှာကိုကထမင်းစားဖို့အလုပ်ထမင်းစားလက်မှတ်အမြဲရနေတယ်ဆိုရင်အဲ့တော့ကိုကသူများတဲ့တာတာပဲမထီလေးစားမလုပ်ရဘူးလက်ရှိကိုထမင်းကျွေးနေတဲ့အလုပ်ကိုအထင်မသေးရဘူးအဲ့ဒီအရာကိုတန်ဖိုးထားပြီးတော့လုပ်ရမှာပဲပင်ပန်းတယ်လို့မငြင်းနဲ့ဘဝဆိုတာပင်ပန်းမှာပဲနောက်ကိုမှဘာတွေရှိသလဲကိုတာဝန်ယူရမယ့်အရာတွေရှိနေသလားလူကျင်တာလားဒါတွေရှိနေသေးတယ်အလုပ်ရှိနေမှသာလူကျင်ရင်လည်းလူနိုင်မယ်ကျွေးကျင်ရင်လည်းကျွေးနိုင်မယ်ကိုမှကျွေးဖို့လူတွေရှိနေတယ်ဆိုဒီအလုပ်ကိုတန်ဖိုးထားပါပင်ပန်းတယ်လို့မငြင်းနဲ့တော့ဒီအလုပ်လုံးမှာငါထောက်ပံ့တဲ့သူတွေကိုထောက်ပံ့နိုင်မှာဒီအလုပ်လုံးမှာလူနေကြအလူတွေကိုလူနိုင်မှာဒီအလုပ်လုံးမှာပြုနေကြကုသိုလ်တွေကိုပြုနိုင်မှာလို့သိကြရင်အဲ့ဒီအလုပ်တွေကိုတန်ဖိုးထားပါဒီအလုပ်တွေကိုမထီမဲ့မြင်မလုပ်ပါနဲ့ဒါဟာကိုယ့်အတွက်ထမင်းကျွေးနေတဲ့အလုပ်ပါဒီတော့ဘဝမှာလူတိုင်းဘဝတစ်ခုကိုယက်တည်ရတာမလွယ်ဘူးဆိုတာကိုသိရင်ဘယ်တော့မှအလုပ်ကိုမလေးမစားမလုပ်ပါနဲ့နေ့ညပင်ပန်းတယ်လို့လည်းမငြီးပါနဲ့ငှက်ဆိုတာပြန်ရင်းနဲ့သေတယ်လို့လူဆိုတာကြံရင်းနဲ့သေရတယ်အဲ့တော့ကြံစရင်အလုပ်လုပ်ရင်ဒီလိုပဲသေမှာပေါ့ရှိနေတဲ့အလုပ်ကိုလူတွေဟာကိုယ်လက်ရှိရထားတဲ့အရာတွေကိုကြတော့တန်ဖိုးမထားလုပ်တတ်ကြတယ်တခြားအရာတခုကိုမျှော်တတ်ကြတယ်အမှန်ကလက်ရှိထက်ကောင်းတာဘာမှမရှိဘူးလက်ရှိထက်သေချာတာဘာမှမရှိဘူးတခြားအရာကိုမျှော်မှန်းရင်ရနိုင်တဲ့အရေးအချင်းရှိအောင်ကြိုးစားအဲ့ဒီအရေးချင်းရှိတော့မှမှန်းလို့ရပြီဆိုတဲ့နေ့မှာထမင်းကျွေးမဲ့အလုပ်သေးကြပြီဆိုတဲ့နေ့မှာတော့ပြောင်းချင်ပြောင်းလောလောဆယ်တော့ဘယ်တော့မှလက်ရှိလုပ်နေတဲ့အလုပ်တွေကိုမတီမဲ့မြင်မလေးမစားမလုပ်ပါနဲ့ထမင်းကျွေးသောအလုပ်ကိုအမြဲတမ်းဖို့ထားပါအဲ့တော့အားလုံးသောတရားနာပရိသတ်အပေါင်းမိမိရဲ့ဘဝကိုမိမိတန်ဖိုးထားတယ်ဆိုရင်အလုပ်ကိုလည်းတန်ဖိုးထားပါမိမိမိသားစုကိုမိမိတန်ဖိုးထားတယ်ဆိုရင်အလုပ်ကိုလည်းတန်ဖိုးထားပါအလုပ်ကိုတန်ဖိုးထားမှအလုပ်ကလည်းကိုယ့်ကိုပြန်ပြီးတော့တန်ဖိုးထားတာဖြစ်တဲ့အတွက်တန်ဖိုးရှိတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပြီးဘဝမှာတင့်တဲ့ရက်တည်နိုင်သူများဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရင့်ကျက်တဲ့အချိန်တစ်ချိန်ဆိုတာရှိလာတယ်ငယ်စဉ်ဘဝမှာမိဘတွေရဲ့အဆောင်အရှောက်နဲ့အဆအဆလိုလေသေးမရှိနေခဲ့ရအောင်နေခဲ့ရနိုင်တယ်ဆရာသမားတွေရဲ့လမ်းညွှန်ပြသမှုအတိုင်းရှောက်ခဲ့ရတဲ့အခါတွေရှိကောင်းရှိခဲ့နိုင်တယ်ဒါပေမဲ့လို့တချို့ငယ်ကလေးကမိဘမရှိတဲ့သူများဆရာသမားကောင်းတဲ့မတွေ့ခဲ့တဲ့သူများသူတို့ဆိုဘယ်လိုလုပ်မလဲဆိုတာစဉ်းစားတတ်ရမယ်မိဘရဲ့သွန်သင်မှုမရှိပေမဲ့လို့ကိုယ့်ဘဝကိုကြောင်းခဲ့ရတယ်ကိုယ်ထမင်းကိုရှာစားခဲ့ရတယ်အရွယ်မရောက်သေးခင်ကလေးတာဘဝတည်းကိုထမင်းကိုရှာစားနေရတဲ့ကလေးတွေအများကြီးပဲကိုကမိဘရဲ့သွန်သင်မှုမိဘရဲ့မေတ္တာမိဘရဲ့အုပ်ချုပ်မှုရနေသေးတယ်ဆိုကံအလွန်ကောင်းလို့ပဲဒါပေမဲ့အမြဲတမ်းမိဘတွေကိုအားကိုးထားလို့မရဘူးအမြဲတမ်းဆရာသမားတွေကိုပဲအားကိုးနေလို့မရဘူးဒီနေ့မှာကိုတယောက်တည်းရှောက်ရမယ့်အချိန်ဆိုတာရှိလာတယ်အဲ့လိုတယောက်တည်းရှောက်ရတဲ့အချိန်မှာအားနည်းစရာအားငယ်စရာဝမ်းနည်းစရာမလိုပါဘူးဘာကြောင့်လဲဆိုတော့ကိုမိဘတွေကိုပြန်ကြည့်လိုက်ကိုတွေကိုပြိုးထောင်တဲ့အချိန်မှာသူတို့မိဘရင်ခွင်ကနေခွဲထွက်ပြီးပြီကိုဆရာသမားတွေကိုကြည့်လိုက်
ကိုရီကိုသွန်သင်ဆုံးမနေတဲ့အချိန်မှာသူတို့မိဘသူတို့ဆရာသမားလောင်ရိပ်ကနေလွတ်နေပြီကိုခြေတော်ပေါ်ကိုရက်နေကြပြီသူတို့အတွက်သူတို့ရက်တီုံနေမကကိုရီကိုတောင်ပြိုးထောင်ပေးလိုက်ပြီကိုလည်းဒီအတိုင်းပဲအမြဲတမ်းမိဘလောင်ရိပ်မှာနေလို့မရသလိုအမြဲတမ်းမိဘရဲ့အရာရာစောင့်ရှောက်မှုကိုလိုချင်နေလို့လည်းမဖြစ်နိုင်ဘူးကိုတယောက်တည်းရက်တီရမယ်အချိန်ဆိုတာရှိလာတတ်တယ်အဲ့တော့ကိုဘဝကိုတာဝန်ယူရမယ်ကိုဘဝရဲ့စစ်သူကြီးကလည်းကိုယ်တိုင်ပဲကိုဘဝကိုပြိုးထောင်ပေးမဲ့သူကလည်းကိုယ်တိုင်ပဲကိုအန္တရာယ်ကိုကာကွယ်ပေးရမယ်သူကလည်းကိုယ်တိုင်ပဲလို့ခံယူလိုက်ရင်ရင့်ကျက်လာလိမ့်မယ်ကလေးမဆန်တော့လောကထဲမှာကလေးဆန်တယ်ဆိုတာနေရာတိုင်းကောင်းတာမဟုတ်ဘူးရင့်ကျက်တဲ့အချိန်မှာကလေးဆန်နေလို့သူတစ်ပါးကဲ့ရဲ့ပွဲပဲဖြစ်တယ်ဘယ်ရောက်ကိုမစိုးကလေးဆန်တဲ့စိတ်နဲ့မတွေးနဲ့မလုံနဲ့အရင်ကတည်းကအရွယ်မရောက်ခင်ကဲကိုတာဝန်ယူနိုင်တဲ့အရေးချင်းမျိုးရှိအောင်ပြိုးထောင်ပေးလာမယ်ဆိုရင်ရင့်ကျက်တဲ့အချိန်မှာရင့်ကျက်ပါလိမ့်မယ်လောကရဲ့လောကဓမ္မဆိုတဲ့လောကဓာတ်တွေဟာကိုယ့်အလိုကိုမလိုက်ပါဘူးသူချဲလဲခြင်းတလို့ချဲလဲပါတယ်သူချဲလဲခြင်းတဲ့အချိန်မှာချဲလဲပါတယ်ခဏဆောင်ပါအောင်လို့တားထားလို့မရဘူးဒီတော့နှစ်ဖူးတွေ့ဒူးတွေ့လောကထဲမှာကိုတယောက်တည်းလက်ပစ်ကူးရတော့မယ်ဆိုတဲ့အချိန်ဟာဒီနေ့ရောက်လာတတ်တယ်အဲဒီချိန်မှာဝမ်းနည်းခြင်းမရှိစိတ်ပြတ်ခြင်းမရှိကြံ့ခံတဲ့စိတ်ထားနဲ့ကိုမိဘတော်ကလည်းဒီလိုပဲလျှောက်ခဲ့တာပဲကိုဆရာသမားတွေတုန်းကလည်းဒီလိုပဲလျှောက်ခဲ့တာပဲကိုပတ်ဝန်းကျင်ကလူတွေလည်းဒီအတိုင်းပဲလျှောက်နေတာပဲလို့အဲ့ဒီအားကိုယူပြီးတော့အားငယ်စိတ်တွေဖျောက်ပစ်ဝမ်းနည်းစိတ်တွေဖျောက်ပစ်တိမ်ငယ်တဲ့စိတ်တွေဖျောက်ပစ်ကိုတာဝန်ယူနိုင်တယ်ဆိုတဲ့စိတ်နဲ့ရင့်ကျက်ရတယ်အဲ့တော့ကိုသားသမီးတွေကိုကိုချစ်တယ်ဆိုရင်လည်းရင့်ကျက်တဲ့အချိန်မှာရင့်ကျက်အောင်လွတ်ပေးတဲ့အချိန်မှာလွတ်ပေးရတယ်ဒီတော့မှသူတို့ဘဝကိုသူတို့မြင်လိမ့်မယ်အရာရာမိဘကတာဝန်ယူပြီးအကုန်လိုက်အုပ်ထိန်းနေရင်ကိုသားသမီးရင့်ကျက်တဲ့အချိန်မှာရင့်ကျက်မလာတော့ဘူးအဲ့တော့လူငယ်တွေအနေနဲ့ကလည်းရင့်ကျက်တဲ့အချိန်မှာရင့်ကျက်ရမှာပါလားလို့ကြိုတင်တွေးထားပြီးတဲ့အခါနေ့စဉ်ကိုယ့်ဘဝမှာကိုယ်အဝတ်စားတွေလျှော်ဖွတ်တာကအစကိုတမင်းကိုချက်စားတာကအစကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးကိုကြိုးစားတာကအစအကုန်လုံးကိုအရေးချင်းရှိနဲ့ကိုတာဝန်ကိုယူနိုင်အောင်ပြိုးထောင်ရဖို့လိုအပ်တယ်ပြိုးထောင်သင့်တယ်အဲ့ဒီစိတ်နဲ့နေမယ်ဆိုရင်တော့ရင့်ကျက်တယ်လို့ခေါ်ရပါတယ်ဒါကြောင့်အာလွန်သောလူငယ်အပေါင်းနဲ့တကွတရားနာသူကိုပေါင်းပရိသတ်ပေါင်းဒီလည်းပဲကိုဘဝကိုတာဝန်ယူနိုင်တဲ့ရင့်ကျက်တဲ့စိတ်ထားရှိတဲ့မင်္ဂလာရှိတဲ့လူသားတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဝမ်းနည်းစရာကိစ္စတွေနဲ့ကြုံတဲ့အချိန်ကျရင်လူတွေဘယ်လိုတုံ့ပြန်တယ်လဲမျက်ရည်ကျတာပေါ့ဝမ်းနည်းတယ်မျက်ရည်ကျတယ်စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အရေးကြီးတာတစ်ချက်ကတော့ကိုကြုံနေတဲ့ဝမ်းနည်းစရာအခြေအနေကိုရင်ဆိုင်နေရတဲ့ပြဿနာဟာဝမ်းနည်းလို့ပြေလည်မသွားဘူးဆိုတာကိုသိရမယ်ကိုရင်ဆိုင်နေရတဲ့ပြဿနာဟာငိုပြနေလို့လေအဲ့ပြဿနာကပျောက်မသွားဘူးလို့သိရမယ်ငိုပြခြင်းဟာအရှုံးပေးခြင်းတစ်ခုပဲချွင်းချက်တွေရှိပေမဲ့လို့အားငယ်စရာကိစ္စနဲ့ကြုံလို့ငိုပြလိုက်လို့ပြဿနာပြေလည်မသွားဘူးအခက်အခဲတစ်ခုနဲ့ရင်ဆိုင်ရလို့မျက်ရည်တွေကျပြနေလို့ပြဿနာပြေလည်မသွားဘူးကိုယ့်ဘောမှာလူတစ်ယောက်ကသစ္စာဖောက်သွားလို့ငိုပြနေပေမဲ့လို့သစ္စာဖောက်သွားတဲ့သူကကိုယ့်ဘက်ကိုပြန်ရောက်မလာဘူးကိုဒုက္ခရောက်အောင်လုပ်လိုက်တဲ့သူရှေ့မှာငိုပြနေလို့လဲကိုဒုက္ခပေးတဲ့သူကသူလုံးမဲ့အလုပ်တွေကိုရပ်မသွားဘူးအဲ့ဒီအရာတွေကိုသိမဲ့ဆိုရင်ရဲရင်သာရင်ဆိုင်ရတယ်ဆိုတာကိုနားလည်ဖို့ပြောတာပါကိုတွေအရာပြောရမယ်ဆိုရင်ပြဿနာဖြစ်လာတဲ့အချိန်ဝမ်းနည်းစရာနဲ့ကြုံတဲ့အချိန်ရဲရင်ပြဿနာကိုရင်ဆိုင်ပလိုက်တာကမြန်ပြဿနာပြေလည်တတ်တယ်
ပြောညံ့တဲ့စိတ်ထားနဲ့တွေးဝေနေတဲ့စိတ်ထားနဲ့ဆိုပြဿနာရေရှည်ကြာသွားတတ်တယ်ဒီတော့စွန့်လွတ်တဲ့အရာရှိရဲရဲစွန့်လွတ်ရဲရတယ်ရယူတဲ့အရာရှိရဲရဲရယူရဲရတယ်လောကမှာစွန့်လွတ်ခြင်းနဲ့ရယူခြင်းနှစ်ခုပဲရှိတယ်ဒီပြဿနာကိုပြေလည်ဖို့အတွက်ရယူစရာတစ်ခုခုရှိမယ်ဆိုရယူလိုက်ရတယ်ဒီပြဿနာပြေလည်ဖို့အတွက်စွန့်လွတ်ပြစ်လိုက်မှပြေလည်မယ်ဆိုစွန့်လွတ်ပြေရရတယ်မပြတ်မသားတဲ့စိတ်ထားနဲ့ပြဿနာတွေပြေလည်မသွားကြဘူးကိုယ့်အသက်တတန်းတာရှည်ကြာသွားတယ်ပြဿနာတွေကမပြေးနိုင်မစည်းနိုင်အကြိမ်ကြိမ်ထပ်ပြီးတော့ပွားနေတာမျိုးတွေကြုံရတတ်တယ်ဒါကြောင့်လောကကပေးလာတဲ့လောကဓာတ်နဲ့ရင်ဆိုင်တဲ့အချိန်မှာအထူးအားဖြင့်အစိုးလောကဓာတ်နဲ့ကြုံတဲ့အချိန်မှာဝမ်းနည်းပြခြင်းမျက်ရည်ကျပြခြင်းငိုပြခြင်းအဲ့ဒီအရာတွေဟာပြဿနာရဲ့အဖြေမဟုတ်ဘူးလက်တွေ့ကြာကြာသုံးသပ်တတ်ခြင်းလက်ရှိအနေအထားကိုလက်တွေ့ကြာကြာစဉ်းစားတတ်ခြင်းကိုအမှန်တိုင်းသုံးသပ်ပြီးတော့အမှန်တိုင်းမြင်ခြင်းဒီအရာတွေကသာပြဿနာဖြေရှင်းဖို့အကြောင်းတရားတွေပဲပြဿနာဖြေရှင်းလို့ရတဲ့အရာတွေပဲအဲ့တော့ကိုပါလိုချင်တာလဲဒီကိစ္စဟာကိုလိုချင်တာရရင်ပြီးသွားနိုင်တာလားသို့မဟုတ်အဲ့ဒီလိုချင်တဲ့အရာကြောင့်ပြဿနာမျိုးစုံတက်လာနိုင်တယ်ဆိုရင်စွန့်လွတ်ပလိုက်ရင်အကျိုးကများမှာလားဆိုးကျိုးကများမှာလားဒါတွေကိုမြန်ဆုံးဖြတ်နိုင်တဲ့ပြတ်သားမြင်နိုင်တဲ့ဉာဏ်ရအောင်ကြိုးစားရတယ်မပြတ်မသားတွေဝေနဲ့နေပြီးတော့အရာရာမှာအားငယ်စွာနဲ့ရင်ဆိုင်တဲ့သူတွေဟာသူတစ်ပါးအနိုင်ယူတာကိုပဲကြိမ်ပေါင်းများစွာကြုံရတတ်တယ်ဒါကြောင့်ရဲရင်တဲ့သူများလောကမှာမရပ်တည်နိုင်တယ်အားငယ်တဲ့သူများလောကမှာအကြိမ်ရှုံးရတတ်တယ်ကြုံကာမှကြုံရောရှောင်ပြေးလို့မရတဲ့ကိစ္စတွေကိုရဲဝံ့စွာရင်ဆိုင်ယုံမှတပါတခြားသောအရာမရှိကိုကကြုံတဲ့ပြဿနာကိုဝမ်းနဲ့ပလက်နဲ့မျက်ရည်ဆက်လက်နဲ့ရင်ဆိုင်နေရင်ရန်သူအားရတယ်ဘလို့အရာနဲ့ပဲကြုံရဲဝံ့မှုဆိုတဲ့အရာကိုဘယ်တော့မှအပြည့်စည်းမခံပါနဲ့ဒါကြောင့်အလုံးတရားနာသူအပေါင်းသူတော်ကောင်းတို့ဟာကိုယ့်ဘဝရဲ့တွေ့ကြုံရမယ့်ပြဿနာတွေကိုစစ်သူကြီးအလားကိုယ့်ဘဝအတွက်ကိုတိုက်ယူနိုင်သောကာကွယ်နိုင်သောပြိုးထောင်နိုင်သောပြိုးထောင်သူအဖြစ်ရည်တည်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်တချို့ကိစ္စတွေမှာလူတွေကကိုဖြစ်ချင်တဲ့အတိုင်းတခြားသူတွေကိုလိုက်ပြီးတော့ဖြစ်စေခြင်းတယ်ကိုခံစားတယ်လို့ကျန်တဲ့သူကိုလည်းခံစားစေခြင်းတယ်ကိုမြင်တယ်လို့ကျန်တဲ့သူကိုလည်းမြင်စေခြင်းတယ်သိထားရမှာကလူတစ်ယောက်နဲ့တစ်ယောက်ဟာဉာဏ်မတူဘူးဆိုတာကိုသိထားရမယ်ဇယိုက်လည်းမတူဘူးဆိုတာကိုသိထားရမယ်ဘုရားရှင်ဟောထားပြီးသားလူတွေမှာဇယိုက်တွေမတူဘူးရာဂဇယိုက်ဒေါသဇယိုက်မောဟဇယိုက်ဗုဒ္ဓဇယိုက်တတ္ထာဇယိုက်ဝိတ္တဇယိုက်ဆိုပြီးတော့ဇယိုက်အမျိုးမျိုးရှိတယ်အဲ့ဒီမှာဒီဇယိုက်တွေအရာကိုကဒီအရာမှာစွန့်လွတ်ပေးနိုင်တဲ့တတ္တိရှိပေမဲ့ဟိုဘက်ကရာဂဇယိုက်နဲ့မွေးလာတဲ့သူတစ်ယောက်ကသူကမမောတဲ့စိတ်နဲ့မွေးလာတဲ့သူအရာရာကိုတစ်သက်လုံးသူလိုဘရဖို့ဘက်ကပဲစဉ်းစားပါလိမ့်မယ်အဲ့တော့ကိုစွန့်လွတ်နိုင်တယ်လို့သူစွန့်လွတ်ပါလို့တောင်းတလို့မရဘူးသူဒီကိုမဟုတ်တဲ့အတွက်ကြောင့်ကိုကလူတွေကိုမေတ္တာထားနိုင်တယ်လူတွေကိုကိုညီခြင်းစိတ်တွေရှိတယ်ချမ်းသာစေခြင်းတဲ့စိတ်တွေရှိတယ်အဲ့လိုမေတ္တာစိတ်ရှိပေမဲ့ကိုအနာကလူတွေကိုကိုလိုပဲမေတ္တာစိတ်တွေနဲ့နေစေခြင်းတယ်ဒါပေမဲ့ဟိုတစ်ဖက်ကလူကဒေါသဇယိုက်နဲ့မွေးလာတဲ့သူဒေါသကြီးတယ်အလိုလိုနေရင်ကိုသူတစ်ပါးတွေအပေါ်မှာအပြစ်ပဲမြင်နေတတ်တဲ့သူဖြစ်နေတယ်
မနာလိုစိတ်ကမွေးကြတဲ့ကဝမ်းတွင်ပါလာတဲ့သဘောဖြစ်နေတယ်အဲ့တော့ကိုမေတ္တာထားသလိုသူတို့မေတ္တာမထားနိုင်ဘူးဒီနေရာမှာဘာကြောင့်မေတ္တာမထားနိုင်ရတာလဲလို့ကိုကသူတို့ကိုအပြစ်တင်မယ်ဆိုရင်သူသည်ကိုမဟုတ်တော့ကြောင်းသူနဲ့ကိုနဲ့ဘယ်တော့မှတူစရာအကြောင်းမရှိဘူးကိုမြင်တယ်လို့သူတစ်ပါးကိုမြင်စေခြင်းတယ်ကိုကတော့တတ္တာစရိုက်ဗုဒ္ဓိစရိုက်နဲ့ယုံကြည်မှုတတ္တာလည်းအားကောင်းတယ်ပညာလည်းအားကောင်းတယ်ဟိုဘက်ကလူကဝိတ္တစရိုက်နဲ့မွေးလာတာအရာရာမှာတွေးနေတာနဲ့ပဲဆုံးဖြတ်ချက်လဲပိုင်းပိုင်းနိုင်နိုင်ချလို့မရတဲ့သူမျိုးအတွေးခေါင်တဲ့သူမျိုးဖြစ်နေတဲ့အခါကိုပြက်ပြက်သားသားမြင်တယ်လို့သူတို့မမြင်ကြဘူးရာဂဒေါသများနေကြတဲ့အတွက်ကြောင့်လဲကိုပြက်ပြက်သားသားဆုံးဖြတ်နိုင်တဲ့နေရာမှာသူတို့မဆုံးဖြတ်နိုင်ဘူးအဲ့ဒါကိုဒီကိစ္စလွယ်လွယ်လေးဒီလိုဆုံးဖြတ်ရင်ရရသားနဲ့လို့တခြားသူတွေကိုအပြစ်တင်တဲ့အခါအဲ့ဒါအမှန်တရားတစ်ခုမဖြစ်နိုင်ဘူးကိုမြင်တယ်လို့သူတို့မမြင်ဘူးသူသည်ကိုမဟုတ်တော့ကြောင်းအဲ့တော့အရာရာမှာကိုဖြစ်ကြံတယ်လို့မျိုးတခြားသူတွေကိုဖြစ်ဖို့ကြိုးစားတယ်ဆိုတဲ့အတိုင်းတာတစ်ခုအထိပဲရတယ်အချိန်အကန့်အသတ်တစ်ခုအထိပဲရတယ်လူတိုင်းဟာကိုယ်စိတ်ဆန္ဒအတိုင်းပဲသွားနေကြတာသူတို့ဘာစိတ်ဆန္ဒအတွက်အသက်ရှင်နေကြတာမဟုတ်ဘူးဆိုတာနားလည်ထားရင်နေတတ်သွားလိမ့်မယ်ဘယ်သူမှသူတို့ဘဝကြီးကိုပေးဆက်ပြီးတော့ကိုယ့်အတွက်ရှင်သန်နေတာမဟုတ်ဘူးချစ်တယ်ဆိုတဲ့အရာကလည်းသူတို့စိတ်ဆန္ဒတစ်ခုပြည့်အောင်ကိုကဖြည့်ပေးမှသူတို့ကကျင့်တတ်တာကိုယ့်ကိုသူတို့ကချစ်တယ်ဆိုတဲ့စကားပြောတိုင်းကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုလိုက်ပြီးတော့စဉ်းစားပေးနေမယ်လို့မမျှော်လင့်ပါနဲ့သူကိုယ့်ကိုချစ်တယ်ဆိုတာသူ့ဆန္ဒတစ်ခုကိုဖြည့်စွမ်းပေးစေချင်တာကိုကလည်းသူ့ကိုချစ်တယ်ဆိုတာကိုယ်ဆန္ဒကိုသူကနေဖြည့်စွမ်းပေးတာကိုလိုချင်တာတကယ်ချစ်တယ်ဆိုတဲ့အရာကြတော့သူ့ဘဝအတွက်ကိုယ့်ရဲ့ဘဝကိုမစင်စားတော့ဘဲနဲ့ပေးဆက်တာမျိုးအရာရာလိုက်ရောတာမျိုးဒါကိုခေါ်တာသို့တော့အများစုကချစ်တယ်ဆိုတဲ့စကားလုံးကိုကျိုးအတွက်အသုံးချတာတစ်ဖက်သူအတွက်ကိုယ့်ဘဝကြီးတစ်ခုလုံးပေးလိုက်မယ်ကိုယ့်စိတ်တွေကိုကိုယ့်ဆန္ဒတွေကိုကိုယ့်ရဲ့ခံစားချက်တွေကိုဘေးဖယ်ထားမယ်ဆိုတဲ့သူရှားတယ်အဲ့တော့ကိုဖြစ်တယ်လို့သူတို့ဖြစ်မလာတယ်လို့ကိုခံစားတယ်လို့လည်းသူတို့မခံစားတယ်လို့ကိုမြင်တယ်လို့လည်းသူတို့မမြင်ဘူးဆိုတာအမှန်တရားဆိုတာကိုလက်ခံထားရင်နေတာတယ်နေပျော်တယ်အဲ့တော့ကိုယ်စိတ်ထဲမှာအမြဲတမ်းတွေးထားရမှာကသူသည်ကိုမဟုတ်တော့ကြောင့်ကိုခံစားတယ်လို့ခံစားမှာမဟုတ်ဘူးသူသည်ကိုမဟုတ်တော့ကြောင့်ကိုမြင်တယ်လို့သူမြင်မှာမဟုတ်ဘူးသူသည်ကိုမဟုတ်တော့ကြောင့်ကိုရယူခြင်းတဲ့အရာမျိုးကိုသူရယူခြင်းမှာမဟုတ်ဘူးသူသည်ကိုမဟုတ်တော့ကြောင့်ကိုမြင်တဲ့အန္တရာယ်ကိုသူမြင်မှာမဟုတ်ဘူးသူသည်ကိုမဟုတ်တော့ကြောင့်ကိုပေးဆက်ခြင်းတဲ့နေရာတွေမှာသူပေးဆက်ခြင်းမှာမဟုတ်ဘူးအဲ့ဒါကိုနားလည်လိုက်ပါလို့ပြောချင်တာပါဘဝသည်အတ္တနဲ့ရှင်သန်တာပူလောင်လွန်းပါတယ်သူလည်းသူ့ဆန္ဒသူ့အတ္တနဲ့သူအချိန်ပေးခြင်းတဲ့အခါမှာကိုယ့်ကိုအချိန်ပေးမယ်သူကိုယ်နဲ့သဘောထားချင်းတိုက်ဆိုင်အောင်ကြိုးစားပေးခြင်းတဲ့အချိန်မှာကြိုးစားရင်ကြိုးစားလိမ့်မယ်ကိုယ်လည်းပဲသူတစ်ပါးဆန္ဒကိုဖြည့်ပေးခြင်းစိတ်ရှိလာတဲ့အခါဖြည့်ပေးခြင်းဖြည့်ပေးမယ်မဖြည့်ပေးခြင်းတဲ့အချိန်ကြလဲကိုယ်ဆန္ဒပဲကိုယ်ဦးစားပေးလိုက်တယ်ဒါပဲလို့သိရမယ်ကိုကကောသူတစ်ပါးတွေအတွက်ဘယ်လောက်ပေးဆက်ထားသလဲဒါကိုစဉ်းစားလိုက်ရင်အမှန်ကိုမြင်သွားပါလိမ့်မယ်ဒီအမှန်တရားကိုမြင်သွားပြီဆိုရင်လောကထဲမှာပူလောင်ခြင်းမရှိနေနိုင်သွားပြီသူသည်ကိုမဟုတ်တော့ကြောင်းဒီလိုပဲကွဲပြားနေမှာပါလားလို့သိလိုက်တော့အဖြစ်စိတ်ချမ်းသာရပါတယ်ဒါကြောင့်အာလုံးသောတရားနာပရိသတ်ပေါင်းမလိုအပ်တဲ့ကိစ္စတွေမှာမလိုအပ်တဲ့အပူတွေကိုကောင်းတဲ့ကိုထည့်မထားပဲ
အေးအေးနေလို့ရတဲ့အချိန်မှာအေးအေးနေနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်လူတွေကအောင်မြင်ခြင်းတယ်ဆိုတဲ့စကားကိုသုံးကြပါတယ်လူတိုင်းကအောင်မြင်ကြတာပေါ့အစစအရာရာအစဉ်ပြေနေသောအခက်အခဲမရှိသောဒီလိုအနေအထားကိုလူတိုင်းလိုချင်တာပေါ့လောကီမှာဆိုရင်လေလူအများရဲ့အထက်စီးကနေနေရတဲ့လူရဲ့ဘဝမျိုးလိုချင်တာပေါ့အရာရာတို့ကိုမကြောက်မကြမတောင့်မတပဲနဲ့လွယ်လွယ်ရရှိပြီးစီးနိုင်တဲ့ဘဝမျိုးလိုချင်တာပေါ့အဲ့ဒါဟာလောကီလူသားတို့ရဲ့တူညီတဲ့ဆန္ဒတွေပဲလိုချင်တာရှိရင်ရအောင်ကြိုးစားရမယ်ဆိုတဲ့လောကရဲ့သဘောတရားတစ်ခုရှိတယ်လိုချင်တယ်လည်းပြောတယ်ရဖို့ကြိုးစားအားထုတ်မှုကြတော့လည်းမပါဘူးဆိုရင်တော့တကယ်ကောလိုချင်တာဟုတ်ရဲ့လားလို့မေးခွန်းထုတ်ရလိမ့်မယ်ကိုဒီအောက်ကျမခံနိုင်ဘူးအထက်ကပဲနေကျင်တယ်အောင်မြင်တဲ့သူတယောက်ဖြစ်ကျင်တယ်ဖြစ်ကျင်တယ်လို့ပြောပြီးတော့အောင်မြင်တဲ့သူတယောက်ဖြစ်ဖို့နေမအားညမအားစီးပူးတဲ့ပညာတွေကိုစီးပူးရခြင်းကိုအားစိုက်ထုတ်ပြီးတော့စ조사ရမယ့်အရာတွေကိုစ조사ရခြင်းအဲ့ဒီလိုအားထုတ်ရမယ့်နေရာမျိုးကြတော့အာမထုတ်ကြတဲ့အခါတကယ်အောင်မြင်ကြတာក៏ဟုတ်ရလားလို့မေးခွန်းထုတ်ရမယ်တကယ်သာအောင်မြင်ခြင်းစိတ်ရှိလို့ရှင်နီလန်းတွေအများကြီးပေါ်လာလိမ့်မယ်သူငြိမ့်ငြိမ့်နေမှာမဟုတ်ဘူးစွမ်းနိုင်တဲ့အချိန်မှာစွမ်းနိုင်တဲ့လောက်ကိုသွားတဲ့နေရာကိုသွားမှာပဲစီးပူးတဲ့ပညာရက်ကိုစီးပူးမှာပဲရှားဖွေတဲ့ဥစ္စာကိုရှားဖွေမှာပဲငြိမ့်ငြိမ့်နေမှာမဟုတ်ဘူးအဲ့ဒီမှာငြိမ်ပြီးတော့တွေးယုံပဲတွေးလိုချင်တဲ့စန္ဒတစ်ခုတည်းပဲရှိပြီးတော့လက်တွေ့ဝီရိယမဆိုင်တဲ့သူဟာတကယ်မလိုချင်လို့ပါမီးလောင်တယ်ဆိုတဲ့နေရာမှာမီးခဲကိုကိုင်ရင်မီးလောင်လိုက်မယ်အပူလောင်မယ်အဲ့ဒီခါမှာအဲ့ဒီမီးကိုမကိုင်ပါဘူးဘာကြောင့်လဲဆိုတော့လောင်မှာကြောက်လို့လောင်မယ်မှန်းလည်းသိလို့အဲ့ဒီခါကျတော့တိုက်တွန်းစရာမလိုဘူးမီးလက်ထက်ရောက်လာရင်တော့ပြစ်ချပလိုက်တာအဲ့ဒီလိုမျိုးပဲဒီမီးအပူမလောင်ရအောင်အရေးပေါ်စ조사လိုက်တယ်လို့မျိုးပဲအောင်မြင်ချင်တာတကယ်မှန်တယ်ဆိုရင်အရေးပေါ်စ조사ပလိုက်ရမယ်မီးလောင်နေတာကိုမြန်မြန်ငြိမ်းအောင်လုပ်တယ်လို့မျိုးပဲကိုဖြစ်ချင်တဲ့စန္ဒပြေဝအောင်မြန်မြန်ပြည့်အောင်မနာမနေစ조사မှာပဲမရမနာစ조사နေမှာပဲအဲ့ဒီလိုမျိုးဆိုတော့အောင်မြင်ချင်တဲ့လောက်ပဲပြောပြီးတော့ဖြစ်မလာတဲ့သူတွေဆိုတာမပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့နေတဲ့သူတွေတွေးဝေစိတ်များများနဲ့နေတဲ့သူတွေမတွေ့တာတဲ့နာတွေကိုတွေ့တာပြီးတော့နေတဲ့သူတွေအပျော်မွေးတဲ့နေရာတွေမှာပျော်မွေ့ပြီးတော့အပျော်လိုက်တတ်တဲ့သူတွေခံစားချက်ကိုဦးစားပေးတဲ့သူတွေသူတို့အတွက်ဘဝဖြစ်မလာဘူးလိုချင်တဲ့ဘဝဆိုတာရမလာပဲနဲ့လမ်းခုလက်မှာပဲဘဝတည်သွားကြတယ်အဲ့တော့တကယ်အောင်မြင်ခြင်းရင်တကယ်စ조사ပါလိမ့်မယ်လောကုတ္တရာဘက်မှာလည်းဒီအတိုင်းပဲတကယ်ဝိပဿနာဉာဏ်မဉဏ်ဖို့ဉာဏ်တွေကိုရခြင်းစိတ်ကိုရှိရလားတကယ်ရခြင်းလဲဆိုရင်သူတကယ်စ조사ပါလိမ့်မယ်အပြောတွေနဲ့ပဲအချိန်ကုန်နေတဲ့သူလူတွေနဲ့ပဲရောနှောပြီးတော့အချိန်ကုန်နေတဲ့သူသိကြတယ်သူမလိုချင်ပါဘူးတကယ်လိုချင်ရင်အေးအေးဆေးဆေးနဲ့ကြာနာနာသူအားထုတ်ပါတော့မယ်ဒါကြောင့်မဉဏ်ဘုံဉဏ်နိဗ္ဗာန်ဆိုတဲ့အရာကိုတကယ်ကိုလိုချင်ရဲ့လားတာမန်ဘာမှအားထုတ်မှုမပါဘဲနဲ့လိုချင်တာကတော့လူတိုင်းလိုချင်လို့ရတယ်လူတိုင်းပြောလို့ရတယ်လူတိုင်းဒီလိုပဲလွယ်လွယ်လေးပြောနေတာပဲဘယ်သွားမလဲဆိုနိဗ္ဗာန်သွားမယ်နိဗ္ဗာန်သွားဖို့အတွက်အထောက်ပံ့ဖြစ်မဲ့အရာတွေဘလောက်ပြုစုထားပြီးပြီလဲဘလောက်ကိုပြုပြင်ပြီးပြီလဲဆိုဘာမှမလုပ်ရသေးဘူးဆိုတာပဲတွေ့တယ်အဲ့တော့တကယ်လိုချင်တာကိုဟုတ်ရဲ့လားအဲ့တော့ကိုဒီမေးခွန်းတွေအများတန်းမေးပြီးတော့တကယ်အောင်မြင်ကျင်တာဟုတ်ရဲ့လားလို့မေးကြည့်လိုက်ပါမဖြစ်မနေမီးလောင်နေတဲ့ခန္ဓာကိုယ်ကိုချက်ချင်းမီးငြိမ်းသွားအောင်ကြိုးစားရတယ်လို့ပဲတကယ်ရမှဖြစ်မယ်လို့ဆန္ဒတကယ်ရှိတယ်ဆိုရင်
ဘယ်သူမှတိုက်တွန်းစရာမလိုပဲကြိုးစားပါလိမ့်မယ်ဒါကြောင့်အောင်မြင်ခြင်းတဲ့ဆိုရင်တကယ်အောင်မြင်ခြင်းတာဟုတ်ရဲ့လားလို့ကိုမေးပါတခုခုကိုရယူခြင်းတဲ့ဆိုရင်တကယ်ရယူခြင်းတာကိုဟုတ်ရဲ့လားလို့ကိုမေးပါသူများရောင်လို့လိုက်ရောင်တဲ့ဇဝေဇဝါဝေလေးလေးလူစားမျိုးတော့အဖြစ်မခံပါနဲ့ခံယူချက်ပြင်းပြယုံကြည်ချက်ခိုင်မာဆုံးဖြတ်ချက်ပိုင်နိုင်ချနိုင်တဲ့ပြတ်သားတဲ့လူသားတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဘဝတစ်ခုထူထောင်တဲ့နေရာမှာလက်တွေ့ကြစဉ်းစားတတ်ခြင်းဟာအများကြီးအကျိုးပြုပါတယ်စိတ်ကူးရင်ဆန်တဲ့အရာတွေနဲ့ဘဝထူထောင်လို့မရဘူးလေတဲ့တိုက်ဆောက်တယ်ဆိုတဲ့အရာမျိုးလို့ပေါ့စိတ်ကူးရင်ထဲမှာတော့အများကြီးပြောလို့ရတယ်လေအများကြီးစိတ်ကူးရင်လို့ရတယ်ကဘာကြီးတစ်ခုလုံးမှာအချမ်းသာဆုံးလူတစ်ယောက်ဆိုတဲ့ပုံစံမျိုးပေါ့စိတ်ကူးနေရတော့စိတ်ကူးလို့ရတယ်ဒါပေမဲ့လက်တွေ့ကြလို့လားကိုကတစ်ကဘာလုံးမှာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်လက်တွေ့ကြလို့လားလက်တွေ့ကြစဉ်းစားမယ်ဆိုလောလောဆယ်ဘာလုပ်နိုင်တာလဲဆိုတာအဲ့ဒါလက်တွေ့ကြတာလောလောဆယ်ကိုမှဘာရှိတာလဲလို့မြင်တတ်တာဟာအဲ့ဒါလက်တွေ့ကြတာပဲကိုကအဲ့ဒီမီလီယံနာဘီလီယံနာလို့အင်မတန်မှချမ်းသာတဲ့သူကြီးတစ်ယောက်ဖြစ်ခြင်းတယ်ဆိုလောလောဆယ်ကိုမှဘယ်လောက်ရှိလဲအေးအဲ့ဒါလက်တွေ့ကြစဉ်းစားတာလက်တွေ့ကြစဉ်းစားတဲ့သူဟာသူ့မှာ1000ရှိရင်ဒီ1000ကိုယင်းနေပြီးတော့300ဖြစ်အောင်အရင်စူးစမ်းမယ်အဲ့ဒါသူ့ရဲ့လက်တွေ့ကြတော့ခြေလှမ်းပဲ1000ကနေ300ဖြစ်အောင်အရင်စူးစမ်းပြလိုက်ပါနောက်300ရှိတဲ့သူဆို300ကနေ10,000ဖြစ်အောင်အရင်စူးစမ်းပြလိုက်ပါရှိတဲ့1000က300ဖြစ်အောင်စူးစမ်းဖို့နေသားတရက်2ရက်နဲ့ကိုဖြုံးပြီးတော့ကုံသွားတယ်ဆိုတဲ့သူမျိုးကတော့စိတ်ကူးနေလေအလကားပဲဘာမှဖြစ်မလာဘူးအဲ့တော့ဘဝတစ်ခုကိုခိုင်မာထူထောင်ခြင်းနဲ့ဆို1000ရှင်300ဖြစ်လာအောင်ကြိုးစားပြပါ300ရှင်10,000ဖြစ်လာအောင်ကြိုးစားပြပါ10,000ရှိရင်300ဖြစ်လာအောင်ကြိုးစားပြပါအဲ့ဒါမှလက်တွေ့ကြတယ်လို့ခေါ်တာဒီအရာတွေကိုအရင်မဖြစ်စည်းသေးပဲနဲ့1000ကနေ300ဖြစ်အောင်ပွားနိုင်တဲ့ဉာဏ်မရှိသေးပဲနဲ့တစ်ကမ္ဘာလုံးမှာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်ဖို့တော့စိတ်ကူးရင်တာအချီးနှီးပါပဲဒီတော့ဘဝထူထောင်တယ်ဘဝရဲ့တက်လန်းတွေကိုတက်လှမ်းသွားတယ်ဆိုတာလေကတစ်တစ်ထစ်ချင်းပဲတက်လို့ရတယ်လေကတစ်ကြော်တက်လို့မရဘူးလေကတစ်ကိုကြော်တက်တဲ့သူတွေအလန်းကျဲအလဲလက်တက်တယ်အဲ့ဒီတက်သွားတဲ့လေကားတွေကလည်းကိုဘာသာကိုဆောက်တဲ့လေကားဖြစ်ဖို့လိုအပ်တယ်ကိုလေကလေးကိုဖန်တီးပြီးတော့ကိုယ်တိုင်တက်သွားတာအန္တရာယ်ကင်းတယ်သူများဖန်တီးပေးတဲ့လေကလေးကိုတက်နေသွားတဲ့သူဟာသူမကျေနပ်တဲ့အခါအဲ့ဒီလေကလေးကိုရိုက်ချိုးလိုက်ရင်ပြန်ပြုတ်ကြတယ်အဲ့ဒါနားလည်ဖို့လိုတယ်ကိုလေကလေးကိုဘာသာကိုဖန်တီးတက်သွားတဲ့သူဘယ်သူမှငဲ့စရာမလိုဘူးလေကလေးတစ်ထစ်တိုင်းဟာကိုအရေးချင်းအစ်စ်နဲ့ရထားတာဖြစ်တဲ့အတွက်ကြောင့်အထိုက်အလျောက်ခိုင်ပါတယ်အနတ္တဆိုတဲ့သဘောတရားကိုလည်းဥပိ္ပခာပြုလို့မရတဲ့အတွက်ကြောင့်အထိုက်အလျောက်ခိုင်ပါတယ်လို့ပြောရတာဒီတော့လက်တွေ့ကြစဉ်းစားလိုက်တဲ့အခါမှာငါဘာလုပ်နိုင်တယ်လဲငါမှာဘာအရေးချင်းရှိတယ်လဲလိုအပ်တဲ့အရေးချင်းကရှိပြီလားမရှိဘူးလားဒါလက်တွေ့ကြစဉ်းစားတာမရှိသေးရင်ရှိအောင်ကြိုးစားရမှာမရှိသေးတာကိုရှိရင်ကောင်းမယ်ရှိရင်ကောင်းမယ်နဲ့လုပ်နေတာဟာဒါလက်တွေ့မဆန်ဘူးမရှိသေးရင်ရှိအောင်ကြိုးစားမယ်ဆိုအခုချက်ချင်းအဲ့ဒီပညာရက်ကိုရှာဖွေလိုက်ပါစီးပူးလိုက်ပါမသိသေးတဲ့အသိပညာတစ်ရက်ကိုသိဖို့လိုအပ်တယ်ဆိုအခုပဲရှာဖွေလိုက်ပါအခုပဲသိအောင်လုပ်လိုက်ပါအဲ့ဒါလက်တွေ့အကြဆုံးပဲမနေ့ပြန်လုံးမယ်တပတ်ခါလုံးမယ်နောက်နှစ်မှလုံးမယ်မအားသေးလို့ပါပျော်ဝဲရှင်ဝဲသွားအောင်မလို့ပါဆိုဒါလက်တွေ့မှာပျော်တဲ့သူမဟုတ်ဘူးစိတ်ကွင်းရင်လောကမှာပျော်တဲ့သူစိတ်ကွင်းရင်လောကမှာပျော်တဲ့သူတွေအတွက်ခိုင်မာတဲ့ဘဝဆိုတာဖြစ်မလာဘူးစိတ်ကွင်းရင်ဘဝတွေပဲဖြစ်လာလိမ့်မယ်ခိုင်မာတဲ့ဘဝတွေထူထောင်ခြင်းတဲ့သူမြင်မာတဲ့ဘဝတွေထူထောင်ခြင်းတဲ့သူတွေဟာလက်တွေ့ကြတဲ့စဉ်းစားသုံးသပ်မှုတွေရှိရမယ်ဘဝကိုလက်တွေ့ကြမြင်တတ်ရမယ်လိုအပ်ချက်ကိုလက်တွေ့ကြဖြည့်တတ်ရမယ်အမားကိုလက်တွေ့ကြပြင်တတ်ရမယ်လိုအပ်ချက်တွေကိုဖြည့်ပြီးတော့တကယ်လည်းပဲလက်တွေ့ကြခြေလှမ်းရမယ်အဲ့လိုလူတွေအောင်မြင်တယ်ဒါကြောင့်လက်တွေ့ကြစဉ်းစားကြပါလို့မှာကြားခြင်းပါတယ်လောကထဲမှာလူတွေကဘဝထူထောင်နေတဲ့အချိန်မှာ
ပျော်ရွှင်တဲ့ဘဝလေးထူထောင်ခြင်းတယ်အေးချမ်းတဲ့ဘဝလေးရခြင်းတယ်စိတ်ချမ်းသာတဲ့ဘဝလေးနဲ့နေခြင်းတယ်လို့ဆန္ဒတွေရှိတယ်ကိုယ်ဆန္ဒရှိတဲ့အတိုင်းကိုလိုချင်တဲ့ဘဝကိုရဖို့အတွက်အချိန်နဲ့အမျှကြိုးစားနေဖို့လိုတယ်အချိန်ဟာရွှေပဲဆိုတဲ့အတိုင်းအချိန်ဟာတန်ဖိုးရှိတယ်သူ့အရွယ်နဲ့သူ့အရွယ်အချိန်တိုင်းဟာတန်ဖိုးရှိတယ်ပထမအရွယ်မှာလှုပ်တဲ့အလုပ်တွေကိုဒုတိယအရွယ်ကျရင်မလုပ်နိုင်တာတွေတွေ့လိမ့်မယ်ဒုတိယအရွယ်မှာလှုပ်တဲ့အလုပ်တွေကိုမလုပ်ခဲ့မိရင်တတိယအရွယ်ကျရင်မလုပ်နိုင်တော့တာကိုတွေ့လိမ့်မယ်အဲ့ဒီတော့မှနောင်တတွေတပွေးတစ်ပိုင်းနဲ့ပူလောင်နေရလိမ့်မယ်ဒီတော့ဉာဏ်လဲထက်ထက်ခန္ဓာကိုယ်လဲတွတ်တွတ်လက်လက်ရှိနေတဲ့အချိန်မှာတီးတင်တီးထိုက်တဲ့ပညာရက်တွေကိုရှာဖွေဖို့အပြက်ကွက်လိုက်နဲ့အချိန်တွေဖြုံးပြီးတော့အပျော်အပါမမတ်လိုက်နဲ့အဲ့အချိန်တွေကပြန်မရဘူးအရန်တွက်လက်နေတဲ့အချိန်မှာရှာဖွေစည်းပူးထားတဲ့ပညာရက်တွေကနှလုံးသားထဲမှာဆွဲသွားတတ်တယ်ကြီးမှသင်ရတဲ့ပညာရက်တွေကမဆွဲတတ်ဘူးငငယ်ကလေးကပြုပြင်တဲ့အရာတွေကိုငငယ်ကလေးကပြုပြင်ရင်အဲ့ဒါနှလုံးသားထဲမှာဆွဲသွားတယ်ငငယ်ကလေးကပါလာတဲ့အကျင့်တစ်ခုကိုကြီးလာမှပြင်ရတာခက်တယ်ငငယ်ကလေးကဆွဲလာတဲ့အမြင်တစ်ခုကိုလည်းကြီးလာမှပြင်ရတာခက်တယ်ကြီးတဲ့အချိန်ကျတော့ကိုမှန်တယ်ထင်နေပေမဲ့မမှန်တဲ့အရာတွေအများကြီးရှိနေတတ်တယ်။ဘာကြောင့်လဲ။ငယ်ရွယ်စဉ်ကာလမှာပညာမရှာခဲ့လို့ဘ ഹു တုတ္တတွေမရှာဖွေခဲ့လို့ကြီးတဲ့အချိန်မှာတိတလောက်နဲ့ပဲတွေးတတ်တဲ့ဘဝကိုရောက်သွားတယ်။အဲ့တော့အချိန်တွေဖြုံးမိခဲ့တာကိုမလိုအပ်တဲ့အရာတွေနဲ့အချိန်တွေဖြုံးခဲ့မိတယ်။မတန်တဲ့အရာတွေနဲ့အချိန်တွေဖြုံးခဲ့မိတယ်။ဘဝဖြစ်လာမဲ့အရာတွေဘက်မှာအချိန်မပေးဘဲနဲ့ကိုယ့်ကိုနောက်ပိုင်းကြတော့လေသစ္စာမရှိသောကိုယ့်ဘဝကိုတန်ဖိုးမထားသောသူတွေနဲ့အချိန်တွေအများကြီးပေးဆက်ခဲ့မိတယ်လူငယ်ဘဝပျော်မှဖြစ်မှာပေါ့ဆိုသူပေါင်းတယ်သင်းတယ်အပျော်တွေရှားတယ်အဲ့ဒီပေါင်းသိမ်းခိုင်းတဲ့အပျော်ရှာခဲ့တဲ့ကိုယ့်ကိုအပြင်အပျော်တွေပဲတိုက်တွန်းခဲ့တဲ့အပေါင်းအသင်းတွေကိုတကယ်ဘဝတည်းလဲဝင်လာရောမတွေ့ရတော့ဘူးချက်ပြောင်ငတ်ပြောက်ပဲကိုခင်ပါတယ်ဆိုတဲ့အပေါင်းအသင်းတွေလည်းကိုယ့်ဘဝတည်းပါမလာဘူးကိုချစ်ပါတယ်ဆိုတဲ့သူတွေလည်းကိုယ့်ရဲ့တာမှုနာမှုတွေကိုမျှဝေမခံစားတတ်ကြဘူးကြံခဲ့ကြတယ်အဲ့တော့မတန်တဲ့သူတွေနဲ့အချိန်ဖြုံးခဲ့မိတာဒီဘက်မှာကိုယ့်ကိုအသိဉာဏ်ပေးမဲ့သူလားကိုယ့်ဘဝကိုမြင့်တင်ပေးမဲ့သူလားကိုယ့်ရဲ့စံနမူနာဖြစ်မဲ့သူတွေလားဒါတွေကိုကြတော့မပေါင်းခဲ့ဘူးမဟုတ်တာတွေအတူတူလုံးကြမှာလားအချိန်တွေအတူတူဖြုံးကြမှာလားဆိုတဲ့သူတွေကိုပဲအဟုတ်မှတ်ပြီးပေါင်းခဲ့တယ်မတန်တဲ့သူတွေနဲ့အချိန်တွေဖြုံးခဲ့တယ်ကိုယ့်ဘဝဆုံးရှုံးသွားတဲ့အချိန်တွေကိုပြန်ပေးလောက်အောင်အခွင့်အရေးမပေးတတ်ဘူးဆုံးရှုံးသွားတဲ့အရာတွေကိုပြန်ရဖို့အတွက်အခွင့်အရေးမပေးတတ်ဘူးအဲ့တော့အချိန်ကိုမဖြုံးပါနဲ့အချိန်တိုင်းဟာရွှေပါဒီအချိန်မှာကိုယ့်ကိုအသိဉာဏ်ပညာပေးနိုင်မဲ့သူမျိုးကိုယ့်ဘဝကိုအုတ်တစ်ချက်သေးတဲ့ပွင့်မြေတောင်မြောက်ပေးနိုင်မဲ့သူမျိုးဒါတွေကိုပဲရှာပြီးတော့ပေါင်းတင်တယ်ကိုယ့်အတွက်လောကီအကျိုးလောကုတ္တရာအကျိုးတစ်ခုခုအကျိုးရှိစေမဲ့စကားကိုပြောပေးတတ်တဲ့သူတွေကိုပေါင်းတင်တယ်တန်တဲ့သူတွေနဲ့ပေါင်းပါမတန်တဲ့သူတွေနဲ့မပေါင်းပါနဲ့မတန်ဘူးဆိုတာကိုယ့်ဘဝကိုလောကီမှာလည်းအကျိုးမရှိလောကုတ္တရာမှာလည်းအကျိုးမရှိစေပဲဘာအကျိုးမှမရစေပဲနောက်ဆုံးမှာအထီးကျန်မွဲအခြေအနေတော့ဆင်းရဲမွဲတေတော့ဆိုတဲ့အဆင့်မျိုးထိရောက်သွားအောင်ဖြည့်ဆည်းတတ်တဲ့သူတွေနဲ့အချိန်တွေဖြုံးခဲ့မိရင်နောင်တသည်နောင်မှရလို့အကျိုးမရှိဘူးပူလောင်တယ်ဒါကြောင့်တန်တဲ့နေရာမှာအချိန်ကိုအသုံးချပါမတန်တဲ့နေရာမှာအချိန်တွေမဖြုံးပါနဲ့တန်တဲ့သူတွေနဲ့အချိန်ကိုအသုံးချပါမတန်တဲ့သူတွေနဲ့အချိန်မဖြုံးမိပါစေနဲ့လို့အားလုံးသောတရားနာပရိသတ်ပေါင်းမိမိဘဝကိုမြင့်တင်နိုင်တဲ့ဉာဏ်ပညာတွေနဲ့ပြည့်စုံကြတဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ